ကျမဆွေအင်္ဂါတသမီအားလုံးမင်္ဂလာပါနော်ကျမဆွေအင်္ဂါတသမီတွေကိုဒီတစ်ပတ်တာကာလမှာတွေ့ကြအောင်မယ်ကံကြမ္မာအဆိုးကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလေးပြပြပေးသွားမှာဖြစ်ပါတယ်အင်္ဂါတသမီတွေအတွက်ကြောက်ရောက်လာတဲ့ academic လေးကတော့ကဘာလောကဆိုတဲ့ academic လေးပဲဖြစ်ပါတယ် academic လေးကအင်္ဂါတသမီတွေအဓိကလာလေးတွေမှာမိမိကနိုင်ငံရေးခြားနဲ့ပတ်သက်ရတာတို့လူမျိုးခြားနဲ့ပတ်သက်ရတဲ့ကိစ္စတွေဒီလိုကိစ္စမျိုးတွေမှာအကျိုးပေးနေတတ်တယ်အောင်မြင်နေတတ်တယ်မိမိကနိုင်ငံရေးချသွားဖို့အတွက်ပြပထွက်ဖို့အတွက်ရွေးချယ်စီထားတယ်ဆိုလို့ရှိရင်ဒီကာလထဲမှာမိမိကဖြစ်မြောက်အောင်မြင်ခြင်းရှိတယ်။အင်္ဂါတသမီတွေကဒီကာလလေးတွေမှာမိမိကအလုပ်အကန့်ကိစ္စတွေမှာလည်းယာရုတိုးတာတို့ယာရုတက်တာတို့တဆင့်မြင့်သွားတာတို့ဒါမျိုးလေးတွေတွေ့ကြအောင်တက်တယ်။မိမိထက်အထက်လူကြီးတို့မိမိရဲ့အကြီးအကဲတို့ဆရာသမားတို့သူတို့တွေရဲ့ကုညီခြင်းမဆာခြင်းစောက်ရှောက်ခြင်းနေရာပေးခြင်းကိုလည်းခံစားရတတ်တယ်။အင်္ဂါတသမီတွေကဒီကာလလေးတွေမှာငွေကြီးကိစ္စတွေနဲ့ပတ်သက်ရင်မိမိကငွေအလုံးလိုက်အရှင်းလိုက်လဲဝင်လာတတ်တယ်။ငွေဝင်မှုအကြောင်းတွေကလည်းပေါ်လာတတ်တယ်အင်္ဂါတသမီတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ယုံကြည်ကိုးကွယ်တဲ့နတ်တို့အထက်ပုဂ္ဂိုလ်တို့သူတို့တွေရဲ့မဆာခြင်းစောင့်ရှောက်ခြင်းကိုလည်းခန်းစားခြင်းရှိတယ်။ဒါကြောင့်မိမိကဘာသာရေးကိုလည်းဒီဇိုင်းမဲ့ပြုလုပ်တဲ့။အင်္ဂါတသမီတွေကဒီကာလလေးတွေမှာတစ်ခုတတိထားမှာတော့ရှိတယ်။အဲ့ဒါဘာလဲဆိုရင်မိမိရဲ့ချစ်သူအိမ်အောင်ဘက်ရဲ့ဆွဆွဲပြောဆိုခန်းစားရတာတို့သူတို့တွေရဲ့အထင်မြင်လွဲမှားတာခံရတာတို့ဒါမျိုးလေးနဲ့တွေ့ကြအောင်တက်တဲ့အတွက်ကြောင့်ဒါကိုတော့မိမိကတတိထားတဲ့နဲ့ queue site တဲ့အင်္ဂါတသမီတွေကဒီကာလလေးတွေမှာမိမိကတိုးလောင်ထားတဲ့ပစ္စည်းတွေရှိတယ်ဆိုလို့ရှိရင်လည်းတိုးလောင်ထားတဲ့ပစ္စည်းတွေကိုပြန်လည်ထုတ်တဲ့ကာလလေးဖြစ်တယ်ဒီတူလောင်ထားတဲ့ပစ္စည်းတွေရနေပြီးတော့ပေါ့နော်အမျက်အစွန်းရရှိတာတို့မိမိအတွက်အကျိုးအမြတ်မျိုးမြတ်ရရှိတာတို့ဒါမျိုးလေးနဲ့တွေ့ကြအောင်တက်တယ်အင်္ဂါတသမီတွေကဒီကာလလေးတွေမှာမိမိရွေထားတဲ့ကိစ္စတွေကြံစီထားတဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုအဆင်ပြေလာတာအောင်မြင်လာတဲ့တွေ့ကြအောင်တက်တယ်ဒါကြောင့်မိမိလုံးမဲ့အလုပ်ကိုရဲတာလုပ်မုတ်ချကိုအောင်မြင်ခြင်းရှိတယ်အင်္ဂါတသမီတွေကဒီကာလလေးတွေမှာမိမိရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အစာမားတာဆေးမားတာဒါမျိုးလေးဖြစ်တဲ့အတွက်ကြောင့်သတိထားတဲ့နဲ့ queue site တဲ့အင်္ဂါတသမီတွေကဒီကာလလေးတွေမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမိမိရဲ့မွေးနံတောင်းမှာတွားပြီးတော့တကွန်လုံးကိုလုံးစက်ကလှူဒန်းပေးခြင်းဖြစ်မိမိရဲ့ကဉ္ဉခိုက်တရားပြပြောက်သွားစေမယ် lucky ကာလလေးကတော့ခရမ်းရောင်တို့အညိုရောင်တို့ကတော့ lucky ကာလလေးပဲဖြစ်ပါတယ်ခုနှစ်ကနန်း9ကနန်း4ကနန်းကတော့မိမိရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စမအင်းကြီးချမ်းမှုပါနောက်ဗီဒီယိုလေးကျမပြန်ဆုံမယ်နော်ကျမချိမိတ်ဆွေအင်္ဂါတသမီးလေးကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီကနေပြီးမြတ်တာဆုတောင်းပေးလိုက်ပါနော်